မင်္ဂလာပါဘောလုံးဝါသနာရှင်ပရိသတ်ကြီးခင်များအခုတစ်ပတ်မှာရှင်ပြိုင်သွားခဲ့တဲ့ချန်ပီယံလိ16တင်းအဆင့်ပထမအကျော်ပွဲစဉ်တွေပြီးမှတော့အင်္ဂလန်ပရီးမီးယားလိအသင်းတွေအတွက်တကယ်ကိုစိတ်ပျက်စရာမှတ်တမ်းစုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ချန်ပီယံလိမှာကျန်ရှိနေတဲ့အင်္ဂလန်ထိပ်သီးအသင်းတွေဖြစ်တဲ့မန်စီးတီးအာဆင်နယ်လီဗာပူးချက်စီနဲ့တော့တင်ဟန်တို့ဟာပထမအကျော်မှာတသင်းမှအနိုင်မရရှိခဲ့တာပဲဖြစ်ပါတယ်။မန်စီးတီးတော့တင်ဟန်လီဗာပူးနဲ့ချက်စီတို့ဟာရှုံးနိမ့်မှုနဲ့ရင်ဆိုင်ခဲ့ရတယ်လို့အာဆင်နယ်ကလည်းတရေရလက်နဲ့သာကျင်းနှက်ခဲ့ရတာပါ။ဒါဟာကမ္ဘာအကောင်းဆုံးလိလို့ကြွေးကြော်ထားတဲ့ပရီးမီးယားလိအသင်းတွေအတွက်ဥရောပစင်မြင့်မှာမျက်နှာပြက်စရာရလဒ်ဆိုးတစ်ခုဖြစ်ခဲ့ရပါတယ်။ဒါကြောင့်လည်းဒီအသင်းတွေဟာနောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့အတွက်ဒုတိယအကျော့မှာတကယ်ကိုအသက်လူပြီးရုန်းကန်ကြရတော့မှာဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့နောက်ဆုံးရဘောလုံးသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပြီးဒီ post လေးကိုလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။ဘောလုံးအကောင့်ဖွင့်မယ်ဆိုရင်တော့ bio မှာတင်ထားတဲ့ Viber နံပါတ်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်ကြီးရောဒီအသင်းတွေကဘယ်နာသင်းလောက်နောက်တစ်ဆင့်ကိုအမှန်တကယ်တက်လှမ်းနိုင်မယ်လို့ထင်ပါသလဲအောက်ကမှတ်ချက်မှာခံမှန်းပေးခဲ့ပါဦးခင်ဗျာ